Okay ကျွန်တော်အရင်ဗီဒီယိုမှာတော့မိတ်ဆွေတို့ကိုဒီဟောပါနော်ဒီ authentication utility တခုရေးခဲ့ပြီးပြီနောက်တစ်ခုကကျတော့ကျွန်တော်တို့ဗျာဒီ user authentication ဘိုင်းမှာဆိုရင်ကျွန်တော်တို့ဒီဘာလို့သေးလဲဆိုတော့ဟိုပါပေါ့ဒီ user login register လုပ်တယ်ပေါ့နော်ဒါဆိုရင် email တွေ password တွေလိုမယ်ပေါ့အဲ့လိုလိုတဲ့အချိန်ညရင်ကျွန်တော်တို့ကကျတော့ဘာလဲဆိုတော့ကျွန်တော်ဒီ password တွေပေါ့နော် password တွေကိုဒီလိုမျိုး plain မှာတင်တင်ဘူးဘာလုပ်ပြီးမှတင်တင်လဲဆိုဒီ encrypt လုပ်ပြီးမှတင်တင်တယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီကောင် encrypt လုပ်ဖို့လိုမယ်ဆိုတော့ account နဲ့ပတ်သက်တဲ့ utility ဆက်ရေးဖို့လိုမယ်ထားပါတော့ utility ဖြစ်တဲ့အတွက်ဒီထဲမှာပဲဆက်ပြီးတော့ရေးလိုက်မယ်ကျွန်တော်က name ကို password တော့BY တော့ပဲပြီးလိုက်မယ်ပေါ့နော် okay ထားပါတော့ဒီကောင်ကကျတော့ကျွန်တော်ဘာလို့မလဲဆိုရင်ဒီ password passlist ဆိုရယ်ဒီ password နဲ့ပတ်သက်တဲ့ library ကို install လုပ်ပြီးလို့မယ်ပေါ့နော်ထားပါတော့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ by install passlist ပေါ့ okay ဒါဆိုဒီကောင် install လုပ်လိုက်မယ်okay ဒါဒီကောင်ခဏဆောင်းပြီးလိုက်ပေါ့နော်ဒါဆိုရင် install လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီကောင် password နဲ့ပတ်သက်ပြီးဆိုရင်ဒီ password ကို hash ပြန်လုပ်တာရှိရယ် password ကို verify ပြန်လုပ်တာရှိရယ်ပေါ့နော်အဲ့ကောင်လည်းရှိမယ်ဆိုတော့ထားပါတော့ def ဆိုပြီးတော့hash ပေါ့hash လုပ်မယ် hash လုပ်တာပါလဲဆိုကျွန်တော်ဒီမှာ password တစ်ခုဝင်လာမယ် okay ပြီးရင် verify လုပ်ပဲဆို plain password ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဒီမှာ hash ဒီ plain password နဲ့ hash password ပေါ့နော်ဒါ verify ပြန်တိုက်စစ်ဖို့တော့သုံးတဲ့ကောင်ပေါ့ထားပါတော့ okay ဒါဆိုကျွန်တော်တို့ဒီမှာဘာလုပ်မလဲဆိုရင်ကျွန်တော်ဒီကောင်လေးလုပ်ဖို့ဆိုရင်ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ဒီ passlist ရဲ့ context ကို import လုပ်ပြီးဖို့လိုတယ်ဒါဆိုရင်ဒီမှာ passlist ပေါ့ passlist တော့ context ဆိုပြီးတော့ဘာလို့လုပ်လဲ cry crypt context ပေါ့ဒီကောင် import လုပ်မယ်လုပ်ပြီးတော့ pwd context ဆိုရင် crypt context ဆိုပြီးတော့ schemes ပြီးရင် bc crypt ပေါ့ဒီ algorithm သုံးမယ်ပေါ့နော်ပြီးတော့ဘာလုပ်မလဲဆိုတော့deprecated ကိုကျတော့ auto ထားလိုက်မယ် okay ပြီးကျွန်တော်ကဒီမှာ password hash လုပ်တော့မယ်ဆိုရင်ထားပါတော့ဒီမှာreturn ဆို pwd context.hash ဆိုပြီးတော့ခေါ်လိုက်ရမယ်ဒီထဲမှာ hash ဆိုတဲ့ method ရှိတယ်ဗျာပြီးရင်ဘာလို့လဲ password ထည့်ပြလိုက်ဒါဆိုရင်ဒီကောင်အဆင်ပြေသွားပြီဒါဆိုရင်ဒါ password hash လုပ်ပြီးသွားပြီအဲ့တိုင်းပဲ return context ဆိုပြီးတော့ verify plain password ပြီးတော့ hash password ပေါ့ okay ဒါဆိုရင်ဒီကောင်ကကျတော့ဗာလဲဆိုတော့ password verify ပြန်လုပ်တာပေါ့နော်ဒီကောင်ကကျတော့ဒီမှာသူဗာပြန်လဲဆိုတော့ boolean ပြန်လာမယ်နော်ဒီကောင်ကလည်းဗာလဲဆိုတော့ the string ဒီ hash လုပ်လို့ရတဲ့ string တစ်ခုပြန်လာလိမ့်မယ်ဒါကတော့ဒီမှန်လားမှားလားဆိုတိုက်စစ်တော့ဒီမှာ boolean တစ်ခု return ပြန်လာလိမ့်မယ်ပေါ့နော် okay ဒါကကျတော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီ password နဲ့ပတ်သက်တဲ့utility ရေးပြီးသွားပြီပေါ့ okay ဒါဆိုရင်ဒီ password utility ရေးပြီးဆိုတော့အဲ့ကောင်တစ်ချက်ကျွန်တော်တစ်ခါတည်း implement လုပ်ပြသွားမယ်implement လုပ်ပြသွားမယ်ဆိုတော့ကကျွန်တော်တို့ဒီမှာပေါ့ပြန်ပါလဲဆိုတော့အဓိကတော့ route မှာပေါ့နော် route မှာအဲ့ကောင်ကိုroute မှာရေးရမလားဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်ဒီဒါတော့အရင်ဆုံး hash လောက်တာပဲချိန်မှာဆိုတော့ register လုပ်တဲ့အချိန်မှာ hash လောက်မှာเนาะ register လုပ်တဲ့အချိန်မှာ hash လောက်မှာဆိုတော့ဒီထဲမှာရေးတဲ့စာကျွန်တော်ဒီ CRU တွေတော့သွားရေးတာပိုကောင်းတာပေါ့เนาะထားပါတော့ဒီမှာဒီ user data သူ login ဒီ register လုပ်တဲ့အချိန် user data ပါလာပြီလေဟုတ်တယ်မလားအဲ့လိုမျိုး user data ပါလာပြီဆိုအရင်ဆုံးဘာလုပ်မလဲဆိုတော့ password ကို hash လုပ်လိုက်မယ် hash password ပေါ့ hash password ကိုလိုချင်ရင်ဘာလုပ်မလဲဆိုတော့ဒီ utility တွေကနေတစ်ဆင့်ပြန်ခေါ်မှာဆိုတော့မှာ from app.utility တွေကဘာကိုခေါ်မလဲ password ကိုခေါ်မယ်ဘာကို import လုပ်မလဲဆိုရင် hash ကို import လုပ်မယ်ပေါ့နော် okay အဲ့ဒီမှာကျွန်တော်ဒီမှာ hash ဆိုရဲဒီ function တွေကိုဒီ user ရဲ့ password ထည့်ပြလိုက်မယ် okay ဒါဆို hash password ရသွားပြီဆိုတော့ကျွန်တော်ဒီမှာ model time ပြန်လုပ်လို့ဆိုတော့ dictionary တစ်ခုရပြီပေါ့နော်ဒါဆို dictionary ရဲ့ password တွေကိုဘာထည့်ပြလိုက်မလဲဆိုရင်ကျွန်တော် hash လုပ်ထားတဲ့ password ထည့်ပြလိုက်မယ်ဒါဆိုဒီမှာ user data တွေက password တွေကိုဒီ hash password ထည့်လိုက်မယ်ပေါ့ okay ဒါဆိုဒီကောင်အဆင်ပြေသွားပြီဒါဆိုရင်ဒါ hash လုပ်တဲ့အပိုင်းပြီးသွားပြီပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်ဘာလုပ်ကြမလဲဆိုရင်ကျွန်တော်ဒီ password ကိုဒီမှန် verify ပြန်လုပ်အောင်ပါဗျာ verify ပြန်လုပ်မှာဆိုကျွန်တော်ဒီမှာ router ထဲမှာတစ်ချက်ပြောင်းရေးလိုက်မယ် router ထဲမှာကျွန်တော်ဘယ်လိုရေးမလဲဆိုတော့ဒီနေရာကုတ်ကိုပြင်ရမှာเนาะဒါတော့ဒီတိုင်းရိုက် DVD ကဒီတိုင်းတိုက်စစ်ထားတာအဲ့လိုမျိုးစပဲကျွန်တော်ဘယ်လိုစစ်မလဲဆိုရင်not dv user ပေါ့ dv user မဟုတ်ဒါမှမဟုတ် not verify ဆိုတဲ့ method ကိုဒီ function ကိုခေါ်မယ်အဲ့ကောင်ဘယ်မှာရှိလဲဆိုရင် from app.utility တွေက password ခေါ်မယ် import verify ပေါ့ okay တိုင်းခေါ်လိုက်မယ်ခေါ်ပြီးတော့ not verify ဆိုတာ boolean true or false ပြန်လာမှာဖြစ်တဲ့ဒီတိုင်းပဲတန်းခေါ်လိုက်တော့မယ်ပြီးရင် verify ဒီ user ရဲ့ password ကပေါ့နော်ဒီ db user ရဲ့ password အဓိက hash password ပေါ့နော်အဲ့ဒီကောင်နဲ့တူလားဆိုပြီးစစ်လိုက်တယ်မတူဘူးဆိုရင်တော့တေချာရဲ့ forward 1ဖြစ်မယ်တူတယ်ဆိုရင်တကယ် true ပြန်လာရင်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ message ကို return ပြန်မယ်ဒါလေးပဲပေါ့ okay ဒါဆိုရင်ကျွန်တော်ဒီကောင်ကိုတစ်ချက်ဒီ password hash ရှင်လောက်တာဒီကောင်ကိုဒီ
ဒီ register login နဲ့ချက်လုပ်ကြည့်လိုက်မယ် register login ဒီ hash နဲ့ register လုပ်သွားလားဒီ login ပြန်ဝင်ရောဒီ hash ကိုတိုက်စစ်တာမှန်ရဲ့လားပေါ့နော်တစ်ချက်စစ်ကြည့်လိုက်မယ် okay ဒါဆိုအရင်ဆုံးကျွန်တော်ဒီ MongoDB ထဲမှာရှိရပထမဆုံးရှိခဲ့တယ်ပေါ့နော်ဒီကောင်ကျွန်တော်တစ်ချက်ဖြတ်ထားလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာဘာလုပ်မလဲဆိုရင်ဒီ server တစ်ချက် run လိုက်မယ်နော် shufigongပြီး f.main colon f reload ပေါ့ okay ဒီတိုင်းသွားလိုက်မယ်သွားပြီးတော့ကျွန်တော်တို့ဒီမှာဘာလုပ်မလဲဆိုရင်ဒီ postman ကနေတစ်ချက်စမ်းကြည့်လိုက်မယ်ဗျာစမ်းကြည့်လိုက်မယ်ဆိုတော့ထားပါတော့အရင်ဆုံး register လုပ်မယ် register လုပ်မယ်ဆိုတော့ name လုပ်မယ် name ကိုကြာတော့ဒီမှာ ls@gmail.com လို့ပဲထားလိုက်မယ်ပြီးရင် password ပေါ့နော် register လုပ်မယ်ဆိုတော့ကဒီမှာ okay register အဲ့ဒါဆိုဒီကောင်ဘာဖြစ်သွားရလဲဆိုရင်ဟိုဒီမှာတော့ကျွန်တော်ဟို name မပါလို့ဖြစ်နေရ error တက်နေရ422ဖြစ်နေရနော်ထားပါတော့အဲ့ဆိုကျွန်တော်ဒီကောင်တစ်ချက်ပြန် run ကြည့်လိုက်မယ်အဲ့ဒါဆို internet server error တဲ့ဒါဆိုတော့ဒီမှာဘာဖြစ်နေလဲဆိုတော့ဒီ python install pc script ပေါ့ဒီကောင်လောက်ခိုင်းနေတာဆိုကျွန်တော်ဒီကောင်တစ်ချက်လောက်လိုက်မယ်ဗျာ okay install အဲ့ဒါဆို install လုပ်ပြီးသွားပြီဒီကောင်တစ်ချက်ပြန် run မယ် oh sorry okay ပြန် run လိုက်မယ် server ကိုပြီးရင်ဒီ MongoDB တစ်ချက်သွားစစ်အောင် data ရောက်သွားသေးလားပေါ့ဘာမှမရှိဘူးเนาะဒီထဲမှာ okay ဒါဒီကောင်တစ်ချက်ဒီ postman ကနေ request လုပ်ကြည့်လိုက်မယ် postman နဲ့ register ကိုသွားတယ်ဒါ user register ဆိုပြီးပြပြီเนาะ user register ဆိုတာဘာလဲဆိုတော့ကျွန်တော်ဒီမှာအဆင်ပြေသွားပြီပေါ့ register လုပ်တာဒါကတော့ဒီကိုလာတဲ့အချိန်ညာ register user ဆိုတဲ့ကောင်အဝိုင်းနဲ့လာတဲ့အချိန်ညာဒီထဲမှာ password hash လုပ်ပြီးတော့မှပြန်ထည့်ပြီးသွားတယ်ဒါဆို MongoDB မှာတစ်ချက်သွားကြည့်မယ် refresh လုပ်ကြည့်မယ်တွေ့လာတော့မှ password ကကျွန်တော်ထည့်ပြလိုက်တဲ့အတိုင်း plain ကြီးမသိမ်းတော့ဘူး hash လုပ်ပြီးသိမ်းသွားတယ် okay ဒါဆိုနောက်တစ်ဆင့်ကျွန်တော်ဘာဆက်လုပ်မလဲဆိုရင်ဒီကောင်ကိုမှန် login ပြန်ဝင်ကြည့်မယ်ဗျာ login ပြန်ကြည့်ရဆိုတော့ login route ကိုလာမယ် okay ပြီးရင်ဒီမှာထားတော့ name လို့ဆိုတော့ name ကိုဖြုတ်လိုက်မယ်ပြီးရင် password ကိုကျတော့အမှားထည့်လိုက်မယ်ဗျာဒီတစ်လုံးဖြုတ်လိုက်မယ်ဗျာထားတော့ဒီကောင်ဆန်းလုပ်လိုက်မယ်ဒါဆိုတွေ့လားsorry not found ပဲပြတယ် not found တော့မပြသေးဘူးဒီကောင်ကထားတော့တစ်ချက်ပြန် run ကြည့်လိုက်မယ် okay ဒီကောင်တစ်ချက်ပြန်ပြီးတော့ဆန်းကြည့်လိုက်မယ်ဗျာnot found နဲ့ login post method နဲ့ login ကိုသူမတွေ့ဘူးဖြစ်နေတယ် login ဖြစ်ရ login ဖြစ်ရမှာเนาะ sorry okay ဒါဒီကောင်တစ်ချက်ပြန်ဆန်းကြည့်လိုက်မယ်တွေ့လားဒီမှာ invalid credential ဆိုပြီးပြနေတယ်เนาะ invalid credential ဆိုပြီးပြနေတာတေချာလေးဒီ information တခုမှားနေလို့ဒါဆိုဒီမှာ password ကိုရိုက်ထည့်လိုက်မယ်အမှန်ပေါ့နော်ဒါဆန်လုပ်လိုက်မယ်ဒါဆို user login success ဆိုပြီးပြသွားတယ် okay ဒါဘာလို့ login success ဖြစ်သွားလဲဆိုရင်ကျွန်တော်တို့ password verify လုပ်တဲ့အဆင့်မှာမှန်သွားလို့ပဲပေါ့ okay ဒါဆိုရင် maze အနေနဲ့နားလည်မယ်လို့ထင်တယ်ကျွန်တော်ဒီ video မှာအဓိကပြောရတော့ဘာမှထွေထူးမရှိပါဘူးဒီ utility password utility ရေးတယ်ရေးပြီးတော့အဲ့ဒီကောင်ကိုဒီထဲမှာကျွန်တော်ပြန်သုံးရတယ်ပေါ့နော် hash လုပ်တယ် verify လုပ်တယ်ဒါလေးပါပဲ okay ဒါဆိုရင် maze အနေနဲ့နားလည်မယ်လို့ထင်ပါတယ်နောက် video မှာပြန်တွေ့ကြပါမယ်